ခလေးတို့ဤဒီနေ့ဥပြောပြမဲ့ပုံမြင်လေးထဲမှာဆိုလို့ရှိရင်ခလေးတို့အတွက်အသိပညာဘ ഹു တုတလေးဖြစ်တဲ့အတွက်မို့လို့ဒီဗီဒီယိုလေးကိုအဆုံးနာဆင်ပေးကြပါဦးနော်ကဲပုံမြင်လေးစလိုက်ကြရအောင်ဟိုးရှိကရွာလေးတရွာမှာဦးမြလို့ခေါ်တဲ့တက်ကြီးဝါကြီးဘဒုဆရာတယောက်ရှိခဲ့ဘူးလေသူဟာတစ်သားတုံးလေးတွေကိုအတော့ဝင်လာတဲ့ရုပ်ပုလေးတွေဖြစ်အောင်ထုစစ်နိုင်တာကြောင့်နာမည်ကြီးပေါ့တနေ့တော့ဦးမြဟာတောဆက်ကိုတစ်သားရှာရင်ဒဏ်ရာရပြီးမြေပြင်ပေါ်မှာတောင်ပန်ခါနေတဲ့လိပ်ပြာလေးတစ်ကောင်ကိုတွေ့ကြရတယ်လိပ်ပြာလေးရဲ့တောင်ပန်တစ်ဖက်ကစုပ်ပြဲနေပြီးပုံစံကတနာစရာကောင်းလာပါတယ်ဦးမြလည်းလိပ်ပြာလေးကိုအိမ်ခေါ်လာပြီးပြားရည်ကျွေးဂယုဆိုင်ပြီးခဲ့တယ်အံ့ဩဖို့ကောင်းတာကအဲ့ဒီလိပ်ပြာလေးဟာရိုးလိပ်ပြာမဟုတ်ပဲနီရောင်အောက်မှာရွှေရောင်တောက်ပနေတဲ့ရွှေရောင်လိပ်ပြာထူးဆန်းအမျိုးအစားဖြစ်နေတာပါပဲရက်အနည်းငယ်ကြာလို့လိပ်ပြာလေးတက်တာသွားတဲ့အခါဦးမြကလိပ်ပြာလေးကိုကောင်းကင်ရံထဲလှုပ်ပေးလိုက်ပါတယ်လိပ်ပြာလေးကလည်းဦးမြကိုကြီးစုတင်တဲ့အနေနဲ့သူ့ခေါင်းပေါ်မှာသုံးပတ်ဝေပြန်ပြီးမှတောနတ်ထိပြန်တန်းသွားခဲ့တယ်ဗျာအဲ့ဒီညမှာပဲဦးမြအိမ်မက်ပါတယ်အိမ်မက်ထဲမှာရွှေရောင်လိပ်ပြာလေးကလူရောင်ဆောင်ပြီးရောက်လာတာဒီလိုပြောခဲ့တယ်အဖိုးရဲ့ကျင်နာတတ်တဲ့နှလုံးသားအတွက်ကျွန်တော်ကျေးဇူးဆက်ပါရစေအဖိုးအိမ်ရှိကတစ်ချောက်တုံးကြီးကိုအဖိုးအလိုချင်ဆုံးအရာအဖြစ်ပြောင်းလဲထုစစ်လိုက်ပါအဲ့ဒီရုပ်တုဟာအသက်ဝင်လာပါလိမ့်မယ်မနဲ့လင်းလို့နိုးလာတဲ့အခါဦးမြဟာအိမ်ရှိကခုတ်လှဲထားတဲ့တစ်ချောက်တုံးကြီးကိုကြည့်ပြီးစဉ်းစားပါတော့တယ်ငါရွှေတုံးကြီးတွေထုလို့ရမလားဒါမှမဟုတ်ငါ့ကိုလှုပ်ကြွေမဲ့အစီခံရုပ်တုထုလို့ရမလားနောက်ဆုံးမှာတော့အဖိုးကပြုံးလိုက်ပြီးသူ့ရဲ့စောက်နဲ့တူကိုကိုင်းကတစ်သားတုံးကြီးကိုစတင်ထုစစ်ပါတော့တယ်သူထုစစ်လိုက်တာကရွှေတုံးနေငွေတုံးနေတော်ထဲမှာတူတွေ့ခဲ့တယ်တောင်ပန်ဖြတ်နေတဲ့လိပ်ပြရုပ်တုကြီးပါပဲရုပ်တုကြီးပြီးသွားတဲ့အချိန်မှာအံ့ဩစရာကောင်းလောက်အောင်တစ်သားလိပ်ပြရုပ်တုကြီးဟာရွှေရောင်အစ်စ်တွေအဖြစ်ပြောင်းလဲသွားပြီးတောင်ပန်တွေခေါ်ရမ်းကကောင်းကင်ပေါ်ပြန်တက်သွားပါတော့တယ်ဒါပေမဲ့ရွှေလိပ်ပြကြီးဟာပြန်တမ်းမသွားပဲအဖိုးအိုရဲ့အိမ်ခေါင်မှုပေါ်မှာလာတဲ့အခါအဖိုးအိုရဲ့အိမ်အိုလေးကလည်းအလွန်လှပတဲ့အင်ကြီးတစ်လုံးဖြစ်ပြောင်းလဲသွားပြီးအဖိုးအိုရဲ့ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်းဖူးပွေဝေစာနေတဲ့ပန်းခင်းကြီးဖြစ်ပေါ်လာပါတော့တယ်အဖိုးအိုဟာရွှေတွေကိုရောင်းချပြီးချမ်းသာဖို့မကြိုးစားခဲ့ပေမဲ့သူ့ရဲ့စိတ်ကောင်းချီတဲ့နာကြောင့်ဘဝဟာထာဝရအေးချမ်းသာရသွားခဲ့ပါတယ်ပုံပြင်ရဲ့သင်ခန်းစာစစ်မှန်တဲ့ချမ်းသာကြွယ်ဝခြင်းဆိုတာလောဘတကြီးနဲ့ရွှေငွေတွေကိုတိမ့်ပိုက်ခြင်းမှာရှိတာမဟုတ်ပါဘူးမိမိရဲ့စိတ်ကောင်းချီတဲ့နာနဲ့ပတ်ဝန်းကျင်အပေါ်ထားရှိတဲ့မေတ္တာတရားကသာလျှင်မိမိဘဝကိုရွှေရောင်တောက်ပန့်အောင်ဖန်တီးပေးနိုင်တာဖြစ်ပါတယ်ဗျာကဲဦးရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကွယ်ဒီပုံမြင်လေးကိုနားဆင်ပြီးအသိပညာတစ်ခုခုရခဲ့တယ်ဆိုရင်ဦး channel လေးကို subscribe လေးနဲ့ support လေးပေးသွားကြပါနော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye